ကျွန်တော်ရေကဆက်တနာများအတွက်ဆိုလာတက်ချင်တယ်ဆိုရင်ဒီလိုမျိုးကျွန်တော်ပစ္စည်းကောင်းကောင်း brand ကောင်းကောင်းလေးနဲ့ကျွန်တော်တက်ဆင်ပေးပါတယ်စနစ်တကျလေးနဲ့တက်ဆင်ပေးပါဗျာနော်ဒီရဲပါနော်ဒီ 6KB ပါဗျဒီ 6KB ပါရေကဆက်သမားအတွက်ပဲဖြစ်ဖြစ်ကျွန်တော်ဒီတခြားအိမ်သုံးတွေပဲဖြစ်ဖြစ်အကုန်လုံးတက်ဆင်ပေးပါရနော်ဒါဆိုရင်ကျွန်တော်တို့ရေကဆက်သုံးမှုအတွက်ကျွန်တော်နှလုံးပေါ့နော် 6KB နှလုံးတက်ဆင်ပေးထားတာပါအားလုံးပဲမင်္ဂလာပါဒီဆက်ကလေးကကျွန်တော်စတိစကန်ရေကဆက်ကလေးပါငင်းကောင်ကြီးအား3ကောင်အားနဲ့ဆင်ပေးထားပါတယ်ဒီဆက်ကလေးကကျွန်တော်တို့25ပေါင်ကုန်6နာရီနဲ့8နာရီတပြန်ကို16တုံးထွက်ပါတယ်6နာရီနဲ့8နာရီတပြန်ကို16တုံးလည်းထွက်ပါတယ်ဒီဆက်ကလေးကကျွန်တော်တို့အပူပိုင်း original အပူပိုင်းနောက်ကွန်မဆာ3ကောင်အားငင်းကောင်ကြီး3ကောင်အားဒီလိုကွန်ထရိုးပန်တွေပါမယ်ငင်းကောင်ကြီး3ကောင်အားဒီလိုကွန်ထရိုးပန်တွေပါမယ်ကွန်ထရိုးပန်တွေထဲမှာဆိုရင်ကျွန်တော်တို့ဒါမျိုး breaker တွေ sicket တွေ contactor တွေပါမယ်ဗျာနော် breaker တွေ sicket တွေ contactor တွေပါမယ်နောက်ပြီးတော့အေးချိန်တွေကြည့်လို့ရမယ်အေးမှတ်တွေကြည့်လို့ရမယ်ဒီမှာဆိုရင်စားမွေအပွင့်ပိတ်ပါမယ်ကွန်မဆာအပွင့်ပိတ်ပါမယ်ဒါဆို auto manual 2မျိုးမောင်းလို့ရမယ်အလန်း system အလန်းစနစ်တွေပြီးလို့ရမယ်ဗျာနော်အလန်းစနစ်တွေပြီးလို့ရမယ်ဗျာမော်တာကမော်တာဇောက်ထိုးလေးပါနော်မော်တာကမော်တာဇောက်ထိုးလေးပါ25ပေါင်တော့စတီးမို့ဆိုရင်လည်းကျွန်တော် 1.2 mili ရှိတဲ့စတီးမို့ပါနောက်ဒီတန်းတွေချုပ်တွေစတီး all စတီးเนาะဒီတန်းတွေချုပ်တွေပါမယ်ဗျာเนาะကဲကျွန်တော်ဒီဆက်ကလေးကိုဘာနဲ့မောင်းတာလဲဆိုရင်ကျွန်တော်တွားကြည့်အောင်ဗျာเนาะဘာနဲ့မောင်းတာလဲဆိုရင်ကျွန်တော်ကြည့်မယ်ဒီဆက်ကလေးကိုကျွန်တော်မောင်းနဲ့မီးပေါ့နော်ကျွန်တော်ဒီဆက်ကိုမောင်းနဲ့မီးကဘာနဲ့မောင်းတာလဲဆိုကျွန်တော်တွက်ကြည့်မယ်ဗျာနော်ကျွန်တော်ဒီရေကဆက်ကိုကျွန်တော်တို့မှာ inverter ပေါ့နော် inverter နှလုံးနဲ့မောင်းတာပါဗျာ inverter နှလုံးမှာကျွန်တော် 300Ah ဘက်ထရီနှလုံးကျွန်တော်ဒီမှာ 6KB ကျွန်တော်ဒီ inverter နှလုံးပါနော် 6KB inverter နှလုံးတွဲနဲ့မောင်းတာပေါ့နော်ကျွန်တော်ရေကဆက်ကကျွန်တော်ဒီဆက်က3ကောင်မြင်းကောင်ကြီးတစ်လုံးမြင်းကောင်ကြီးကနှလုံးနဲ့ပေါ့နော်နှလုံးမောင်းတာပေါ့ကျွန်တော်မြင်းကောင်ကြီးကနှလုံးနဲ့မောင်းတာပါနော်ရေကဆက်နှလုံးမောင်းတာပါဗျကျွန်တော် inverter ဆိုလေဒီလိုမျိုးစနစ်တကျတက်ဆင်ပေးတဲ့စနစ်တကျလေးပေါ့နော်တက်ဆင်ပေးတယ်ဒီလိုမျိုးလေးပေါ့စနစ်တကျဒီတက်ကလေးနဲ့ကျွန်တော်စနစ်တကျဒီတက်ကလေးနဲ့တက်ဆင်ပေးတယ်ဗျာဒါရေကဆက်အတွက်မောင်းတဲ့inverter ပေါ့နော် inverter နှလုံးမှာကျွန်တော်ဒီ solar ဆိုရင် solar ကျရင်ကျွန်တော်ဒီမှာ16ချက်ပါမယ်ဗျာနော် solar ကျရင်16ချက်ဒီမှာ inverter နှလုံးနောက်တော့ battery နှလုံးနောက်300 HP နှလုံးပါဗျာ